မနုဿတာဒုံလာပါရခဲ့ကိုတရားလူရလို့ဖြစ်လာပြီအခုဗျာဂေါရမမြတ်စွာဘုရားနောက်ပိတ်ဆုံးသာသနာလည်းမှီကြပြီဓမ္မယရနာတွေလည်းပွင့်နေပြီသုံးပလဲမှီသုံးပလဲမှီပါလေအသားနဲ့မေ့မောပြီးတော့တခါတည်းကိုပြောနေလိုက်ကြတာဘာတွေနဲ့ပြောနေလဲအရက်တွေနဲ့ပြောတယ်ဘောကာတွေနဲ့ပြောတယ်ဟိုတယ်တွေနဲ့ပြောတယ်သမီးတွေနဲ့ပြောတယ်သားတွေနဲ့ပြောတယ်စိန်တွေကျွေးတွေနဲ့ပြောတယ်ကာကြီးတွေနဲ့ပြောတယ်ဓာကြီးတွေနဲ့ပြောနေသွားတော့မယ်လားမှတ်တော့အခုသာသနာမှာနောက်ပိတ်ဆုံးသာသနာဘာကြောင့်လဲသီလသမာဓိပညာပြည့်စုံတဲ့ပုဂ္ဂိုလ်ကြံလိမ့်မဗျာသီလသမာဓိပညာမှမပြည့်စုံတဲ့ပုဂ္ဂိုလ်ရဲတယ်ကြအကုန်ချောင်းမယ်လောဘကြီးတဲ့ပုဂ္ဂိုလ်တွေသွားလိမ့်မယ်ဒေါသကြီးတဲ့ပုဂ္ဂိုလ်တွေသွားလိမ့်မယ်မောဟဖုံးလွှမ်းတဲ့ပုဂ္ဂိုလ်တွေသွားလိမ့်မယ်ဘာကြောင့်လဲတဲ့ရဲတယ်ကြငါတင်းနေငါကြောင်စားကျန်နေငါဖျားကဲမယ်လို့ဒီကပညာထွက်ထားတယ်အဲ့တော့ဒီကပညာကထွက်တော့နောက်ကပရမသစ္စာလိုက်ပြီးသမာဓိရှိတဲ့ပုဂ္ဂိုလ်တွေမြင်ရလိမ့်မယ်သစ္စာလေးပါးတရားတော်များကြည်ရတဲ့ပုဂ္ဂိုလ်ထိုးထွင်းပြီးတော့ဝိဇ္ဇာဉာဏ်ရတဲ့ပုဂ္ဂိုလ်သိကြလိမ့်မယ်ဘာကြောင့်လဲတဲ့ဒီသာသနာမှာတရားဓမ္မများတရားဆောက်တရားရှိသီတော်တွေအများကြီးမျက်စိမြင်တဲ့ပုဂ္ဂိုလ်သီလသမာဓိပညာသမာဓိမှန်ပြောင်းရတဲ့ပုဂ္ဂိုလ်မြင်ပါလိမ့်မယ်ဗျာကန်းနေတော့မမြင်ဘူးသမာဓိရှိတဲ့ပုဂ္ဂိုလ်မြင်ပါလိမ့်မယ်နတ်ပြည်ကြီးလည်းမြင်ပါတယ်ဗျာဇမား20လည်းမြင်ပါတယ်ဗျာငရဲတိရစ္ဆာန်ပြိတ္တအတုလကဲအကုန်မြင်ပါတယ်ဗျာဘာကြောင့်လဲဘာကြောင့်မြင်တယ်လဲမြတ်စွာဘုရားဟောထားပါတယ်ဗျာဘယ်လိုဟောထားလဲဓမ္မစကြာတရားတော်များကြီးဟောထားတဲ့အထင်ရှားကြီးသိပါလိမ့်မယ်ဗျာသက္ကုံဥဒ္ဒပါရိဉာဏဥဒ္ဒပါရိပညာဥဒ္ဒပါရိဝိဇ္ဇာဥဒ္ဒပါရိအာလောကောဥဒ္ဒပါရိအလကားထားပြခဲ့တာမဟုတ်ဘူးအလကားထားပြခဲ့တာမဟုတ်ဘူးသီလသမာဓိပညာပြည့်စုံလို့ရှိရင်ပြည့်အာလောကောဥဒ္ဒပါရိတလောကလုံးအကုန်သိတယ်တလောကလုံးကိုဘုံသုံးပါးကိုအကုန်သိတာပဲဘာကြောင့်သိသလဲသီလသမာဓိပညာပြည့်စုံလို့ပါဗျာသီလမှာတပည့်ဖို့မရှိရင်ဘာမှမသိပါဘူးဗျာသမာဓိမှာတပည့်ဖို့မရှိရင်မသိပါပါဗျာဘာသိမလဲသီလသမာဓိပညာမှမရှိပဲဘာတွေသူ့မှာရှိတယ်ပြုတ်ထားတဲ့ကံတွေကဘယ်ကံတွေလဲမကောင်းတဲ့အာစိဏကံတွေမကောင်းတဲ့အာစိဏကံဆိုတာတရားဓမ္မများလူသတ်မှခိုးမှတိုက်မှဘိစာမှတရားတွေကအကုသိုလ်ကံလို့မထင်နဲ့တရားဓမ္မများအကုသိုလ်ကံဆိုတာတရားဓမ္မများမျက်စိအာယုံနာအာယုံနှာခေါင်းအာယုံပါးစပ်အာယုံကိုယ်တွေ့အာယုံမနောအာယုံဒီအာယုံတွေကတရားဓမ္မများမျက်စိကလည်းလောဘကဲဒေါသရဲ့မောဟရဲ့နားကလည်းလောဘကဲဒေါသရဲ့မောဟရဲ့နှာခေါင်းကလည်းလောဘကဲဒေါသရဲ့မောဟရဲ့ကိုယ်အတွေ့ကလည်းလောဘကဲဒေါသရဲ့မောဟရဲ့မနောကရောလောဘဒေါသမောဟဒါတွေကအပယ်လေးပါသွားအဲ့ဒီတော့မသိကြတော့မကြောက်ကြဘူးတဲအင်ကူဆရာတော်ကြီးတရားများကိုနာယူနိုင်ရန် subscribe လေးနှိပ်ခဲ့ပေးပါဦးအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်